တချို့အခြေအနေတွေမှာရွှေထက်တောင်ဈေးကြီးပါသေးတယ်နော်တကောင်တည်းတော့ထူးခြားတဲ့ချက်တကောင်ဆိုရင် American Dollar 2000ဒါမှမဟုတ်ပိုတော့များတာမျိုးအထိဈေးကောင်းရပါတယ်နော်ဒီချက်တွေကိုတီးတန့်မွေးမြူရေးချန်တွေမှာအထူးဂရုစိုက်ပြီးပြုစုစောင့်ရှောက်မွေးမြူထားတာဆိုတော့သူ့ရဲ့ဘဲရာမတာမန်မဟုတ်ပါဘူးအစားတောက်ကအစကိုတာမန်မဟုတ်ဘူးလို့ပြောလို့ရပါတယ်နော်သူ့ရဲ့ရှားပါတဲ့အသားနဲ့ထူးခြားတဲ့ပုံမှန်တနံကိုထိမ့်သိမ်းထားနိုင်ဖို့အတွက်ကိုအစာကျွေးတဲ့အခါတိုင်းတေချာစီစဉ်ပြီးကျွေးမွေးကြပါတယ်ဗျာဒါကြောင့်လဲကဘာပေါ်မှာဈေးကြီးဆုံးချက်မျိုးစိတ်တွေကတမျိုးဖြစ်ရက်တည်နေတာပေါ့နော်ကဲဒီချက်ကတော့ဒေါင်းတာအိုချက်လို့ခေါ်ပါတယ်ဗျာတချို့ကတော့ငကားချက်လို့လည်းခေါ်ကြတာပေါ့နော်ဒီရှားပါတဲ့ BNN ချက်မျိုးစိတ်ဟာသူ့ရဲ့ကြီးမားလွန်းတဲ့ခြေထောက်တွေကြောင့်ကဘာတဝန်းကလူတွေကိုအံ့အားသင့်စေခဲ့တာပဲဖြစ်ပါတယ်ပထမဆုံးမြင်လိုက်ရတဲ့သူတိုင်းကတော့သူ့ခြေထောက်တွေကိုကြက်ခြေထောက်လို့တောင်ထင်မိမှာမဟုတ်ပဲဒိုင်နိုဆောခေတ်တုန်းကကဘာပေါ်မှာရှောက်သွားခဲ့တဲ့တရဝတကောင်ရဲ့ခြေထောက်နဲ့ပဲပိုတူတယ်လို့ထင်မြင်ယူဆမိကြမှာပါနော်သူ့ခြေထောက်တွေဆိုတကယ်ကိုထူထဲပြီးကြီးမားလွန်းပါတယ်ဗျာတခြားဥဆိုရင်လူကြီးတယောက်ရဲ့လက်မောင်းရွယ်ထီကိုတောင်ကြီးထွားလာတတ်ပါတယ်နော်လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကဒီလိုထူးခြားတဲ့ချက်တွေကို BNN ဘရင်မိသားစုတွေနဲ့မှုမှတ်တွေအတွက်ပဲတည်တံ့ထားရှိခဲ့တာပါဗျာသူတို့ရဲ့ရှားပါမှုဂုဏ်သိက္ခာနဲ့ထူးခြားတဲ့အရာကြောင့်အရန်ကိုတန်ဖိုးထားခဲ့ကြတာပေါ့နော်ဒီနေ့ခေတ်မှာဆိုရင်တော့အရေးသွေးကောင်းဆုံးဒေါင်းတာအိုချက်တကောင်ဟာဒေါ်လာထောင်ချီပြီးတန်ဖိုးရှိနိုင်ပါတယ်လို့ပြောပြပေးလိုက်ပါတယ်နော်ဒေါ်လာတွေပါပြီးတော့အံ့ဩစရာအကောင်းဆုံးအချက်ကတော့အဲ့ဒီခြေထောက်ကြီးတွေကယောဂတစ်ခုခုကြောင့်ဖြစ်တာဒါမှမဟုတ်ပုံပြက်နေလို့ဖြစ်တာမျိုးမဟုတ်ပါဘူးဒါတွေကလုံးဝကိုသဘာဝအတိုင်းမျိုးရိုးဗီဇအရာရလာတဲ့အင်္ဂါရက်တစ်ခုပါပဲကဘာပေါ်မှာရှိတဲ့တခြားချက်မျိုးစိတ်တွေနဲ့လုံးဝမတူအောင်ဒီထူးခြားတဲ့ချက်မျိုးစိတ်ကိုဖြစ်စေတာပေါ့နော်